သင်ဘဝမှာချက်ချင်းရပ်တန့်လိုက်တဲ့အကြောင်းအရာ၃ချက်နံပါတ်1ကိုမဟုတ်တဲ့လူတွေတခြားလူတွေပေါ်မှာမျှော်လင့်ချက်ထားတာတွေကိုရပ်တန့်လိုက်ပါကို့အနာဂတ်အတွက်ကို့လုပ်ရက်အတွက်ကိုတိုင်းကိုမျှော်လင့်တာကလွယ်ပြီးတော့တခြားသူပေါ်မှာမမျှော်လင့်ပါနဲ့ဒါကပူလောင်စေတယ်နံပါတ်2ဥတီချက်မရှိတဲ့အတွေးပေါင်းများစွာကိုရပ်တန့်လိုက်ပါဥတီချက်မရှိအတွေးပေါင်းများစွာနဲ့စိတ်ဆင်းရဲနေတာတွေကိုရပ်တန့်လိုက်ပါတခါတရံမှာလူတွေကကိုစိတ်မထိန်ချုပ်နိုင်ပဲနဲ့အတွေးတွေလွန်ပြီးတော့တယောက်တည်းစိတ်ဆင်းရဲနေတတ်တယ်တကယ်ဖြစ်လာမှမဟုတ်တာတွေအတွက်ကြိုတွေးပြီးတော့စိတ်ဆင်းရဲနေတတ်တယ်ဒီလိုမျိုးအတွေးလွန်နေတာကိုရပ်တန့်နိုင်မှအေးချမ်းနိုင်လိမ့်မယ်နံပါတ်3ပတ်ဝန်းကျင်ကလူတွေအကြောင်းကိုသိကျင်တာထက်ပိုပြီးတော့ဆက်စုနေတဲ့အကြောင်းအရာတွေကိုရပ်တန့်လိုက်ပါများသောအားဖြင့်လူနှစ်ယောက်ဆုံတဲ့အခါမှာပြောပြကြတဲ့စကားတွေကသူများအကြောင်းတွေဖြစ်နေတတ်တယ်။ตาကြောင့်မာကြောင့်ထပ်ပို့ပြီးတော့အတွင်းသတင်းတွေအတင်းပြင်းတွေမဖြစ်ဖို့ကိုအထူးဂရုစိုက်စေခြင်းနဲ့ဒီအချက်တွေကိုမလုပ်ဖြစ်ဘူးရပ်တန့်လိုက်နိုင်ပြီဆိုလို့ရှိရင်သင်ကစိတ်ချမ်းသာစွာနဲ့နေထိုင်နိုင်သူတစ်ယောက်ဖြစ်နေပါပြီ။ Podcast ပိုင်းဒါလေးပါ။